ချန်ပီယံလိဝင်ဝင်ရရှိသွားပြီးနောက်ရသည်မှာကွင်းလယ်ပိုင်းမဖြစ်မနေဖြည့်တင်းရမယ် United အားလုံးပဲမင်္ဂလာပါ Direct Show ပိုင်းအောင်လေး channel မှာကြိုဆိုလိုက်ပါတယ်ဒီလိုတည့်ရဲ့အတိုင်းပဲလာမယ့်ရသည်မှာ Manchester United တို့ကချန်ပီယံလိကိုဝင်ရောက်ရှင်မယ်ကစားမယ်ချန်ပီယံလိဝင်ရောက်ရှင်မယ်ကစားမယ်ဆိုတော့ United တို့ကချန်ပီယံလိရော Premier League လို့ပြန်လို့နေမှာရောရှင်မယ်ကစားမှာဖြစ်တဲ့အတွက်ကိုကစားသမားတွေနဲ့ပြန်ပွဲတွေများလာတဲ့အများပွဲပန်းမှုတန်တွေအများဆုံးခံရမယ်ပေါ့နော်ဒီလိုပွဲပန်းမှုတန်တွေမခံရအောင် United တို့ squad တောက်တင်းလို့လိုတယ်ဒါပြင်နောက်ရာသီမှာ United တို့ကCasemiro ထွက်ခွာမှာပေါ့နော် United ရဲ့ခွင့်လယ်ပိုင်းက Casemiro ထွက်ခွာမယ် United ရဲ့ခွင့်လယ်ပိုင်း Casemiro ထွက်ခွာသွားတဲ့အမြောက်မှာကြံနေမဲ့အနေထားမျိုးမှာဆိုတော့ကိုဘီမိုင်းတို့ Bruno Fernandes Mason Mount ပြီးရင်ဥကာဒီလို့လိုမျိုးရှိရပေါ့နော်ဥကာဒီကဒီယာဒီမှာဒီလိုတည်တယ်မယ်ဥကာဒီရဲ့ performance လုံးဝပေါအောင်နေတဲ့နေရာကိုတွေ့ရတယ်မစ်စင်မောကလည်းဒဏ်ရာတွေကနေရုန်းကန်နေရပြီးတော့ပြန်ပါလာတဲ့ပွဲတစုံတစမှာလည်းခြေစမ်းမပြနိုင်ဘူးပေါ့နော်ဒီအတွက်ကိုတေချာပုံမှန်ခြေစမ်းပြနေတဲ့နေသားမျိုးမှာဆိုရင်ကိုဘီမိုင်းနဲ့ Bruno Fernandes နှစ်ယောက်ပဲရှိရပေါ့နော်အဲ့အတွက် Manchester United ရဲ့ကွင်းလယ်ပိုင်း squad ကလုံးဝတောက်တင်းနေမှုမရှိတဲ့နေသားပေါ့ဒါအပြင်ကိုဒီကွဲလယ်ပိုင်းတောက်တင်းမှုရှိမရှိဆိုတာကိုဒီအနည်းဆက်ဆုံးဆန်းလန်းနဲ့ပွဲတင်မှာကျွန်တော်သိနိုင်တယ်ဘာလို့သိနိုင်လဲလို့ပြောရလို့ဆိုရင် Casemiro မပါတဲ့ကွဲလယ်ပိုင်းမှာဆိုရင် Manchester United ရဲ့ကွင်းလယ်ပိုင်းအလုံးလုံးပုံကလုံးဝကိုအဆင်ပြေရဲ့ပုံစံကိုတွေ့နေရတယ်ပွဲချင်းမှာရောကစားပုံနေရာစားလုံးဝသိတာတယ်ကွင်းလယ်ပိုင်း Casemiro မပါတဲ့အနေအထားမှာဆိုရင်လုံးဝတိုက်စစ်ကို Bruno Fernandes အနေနဲ့လိုက်ပါပေးမှုပံ့ပိုးပေးမှုတော့တော်တော်လေးအဆင်ပြေဘူးပေါ့နော်ဒီနေရာမျိုးမှာဆိုရင် United တို့ကနောက်ရာသီမှာချန်ပီယံလိကိုပြန်ဝင်မှုမှာရှင်ပြန်ရတော့မှာဖြစ်တဲ့အတွက်ကို United တို့အနေနဲ့ကွင်းလယ်ပိုင်းကိုမဖြစ်မနေဖြည့်တင်းမှုလိုအပ်နေပါပြီဒီကွင်းလယ်ပိုင်းဖြည့်တင်းတဲ့နေရာမှာ United တို့နဲ့တည်င်းထွက်နေတဲ့ကစားသမားအများစုရှိရပေါ့နော်ဒီကစားသမားတွေကတော့ Santo Tonali ရှိမယ် Fernandes ရှိမယ် Ederson ရှိမယ်ဒီရဲမထက်ကွင်းလေလို့ချူအာမန်ဒီလည်းရှိမယ်ပေါ့နော်ဒီကွင်းလေထဲမှာ United တို့ကဘယ်ကစားသမားကိုခေါ်မလဲဒါဆက်တွေးကြရမယ် United တို့ရဲ့အာဂါကဏ္ဍတွေမှာအဓိကဥဆောင်နေတဲ့ Jason Walcott တို့Inio တို့ကဒီယာဒီတိုင်းပဲ United တို့က Premier League မှာ program ဖြစ်ပြီးသားတက်တည်ပြပြီးသားကစားသမားတွေကိုပဲခေါ်လို့မျိုးပဲနောက်ယာဒီမှာလေ United တို့ကအဲ့လိုပုံစံမျိုးပဲခေါ်ဖို့လားလာရှိတယ်အဲ့လိုပုံစံမျိုးပဲခေါ်ဖို့လားလာရှိတဲ့အလျောက်မှာ United တို့အနေနဲ့အဓိကဦးစားပေးပြမဲ့အနေနဲ့ကားလို့ပါလေးပါ Santo Tonali တို့ Fernandes တို့လည်းဖြစ်နေတယ်ဒါပြင်ရဲမထွက်ကွင်းလေလို့ကျွမ်းမလီယာဆိုရင်လည်းဒီလို TV ရဲ့အတိုင်းပဲရဲမထွက်နဲ့သူအကောင်ဆုံးပုံစံတွေပြသခဲ့ပြီးသွားပြီဒီတော့ United တို့ကဘယ်ကစားသမားမျိုးကိုခေါ်မလဲဆိုတာကိုပဲကျွန်တော်ဆက်စောင့်ကြည့်ရမယ်ဒါပြင် United တို့ကဒီကစားသမားခေါ်မှုပိုင်းနဲ့ပတ်သက်ပြီးတော့အဲ့ဒီချက်အရင်အရေးကြီးရတော့နီးပြပေါ့နော် United တို့မှာပဲနီးပြအရင်ရောက်လာမလဲပေါ့နော်မာကယ်ကားတွေပဲဆက်ရှိမလားမာကယ်ကားတွေမဟုတ်ဘဲနဲ့အခြားနီးပြတွေဖြစ်မလားLuis Enrique တို့Julian Nagelsmann တို့ဒီနီးပြမျိုးတွေပဲဖြစ်မလားဆက်ဆောက်ကြည့်ရမယ်ဒီနီးပြဖြစ်ဖို့ဖြစ်မဖြစ်ဆိုတော့ဒီအသင်းရဲ့ဘုတ်ဖွဲ့တွေ Inio တို့ရဲ့သုံးချက်ချက်ပုံမူကြည့်တယ်အခုလက်ရှိထွက်နေတဲ့သတင်းရ Michael Carrick ကိုပဲနေရာဆက်ပေးပြီးတော့လိုအပ်မဲ့ကွင်းလယ်ပိုင်းနေရာတွေကိုဖြည့်တင်းမယ်လို့သတင်းတွေထွက်နေတယ်အဲ့တော့ United တို့ဘယ်လိုရှင်းဆက်သွားမလဲဆိုတော့ထောက်ကြည့်ရမယ်ဆက်ဆောက်ကြည့်ရမယ်ဒါပေမဲ့ United တို့နောက်ရာသီမှာကွင်းလယ်ကိုတော့မဖြစ်မနေဖြည့်တင်းရမယ်ကွင်းလယ်မဖြစ်မနေဖြည့်တင်းတဲ့နေရာမှာလည်းအရင်တော့ခါတိုင်းခေါ်တယ်လို့ကွင်းလယ်မျိုးတွေမဟုတ်ဘဲနဲ့ပြင်းများလေးမှာလည်းတားကြပြီးသားဖြစ်တဲ့ကစားသမားမျိုးတွေလည်းရောက်လာနိုင်တယ်။ဒါမှမဟုတ်ပြင်ပကစားသမားမျိုးတွေလည်းသူတို့ရောက်လာနိုင်တယ်ပေါ့နော်။ Ederson ဆိုရင်လည်းအီတလီစီးရီးမှာ United နဲ့transfer window တိုင်းလို့တည်ထွက်နေတဲ့ကစားသမားမျိုးပေါ့နော်။ဒီ Ederson နဲ့လည်းအခုရက်ပိုင်းတွေမှာတဘောကစားသမားနဲ့ပုံကိုယ်ဆိုင်ရာတဘောတူညီမှုရဖို့အတွက် United တို့ဘက်ကကြိုးစားနေလို့ထွက်နေတယ်။နောက်တော့ဝက်ဆန်ရဲ့ကွင်းလယ်ကစားသမားမာတီရဲ့ Fernandes ပေါ့နော်။ဒီမာတီရဲ့ Fernandes ကUnited တို့ရဲ့ဘုတ်ဖွဲ့တွေကသဘောကျနေအောင်တွေ့ရတယ်သူ့ကိုလည်းခေါ်လို့များဆိုတော့ဆောက်ကြည့်ရမယ်ဒီလိုအနေနဲ့ရော Manchester United ရဲ့ကွင်းလယ်မှာလာမယ့်ရာသီမှာဘယ်ကစားသမားကိုမြင်ခြင်းလဲမြင်ပြခွင့်ရခြင်းလဲ
ဒီကစားသမားကစားတာကိုတွေ့ကျင်လဲပေါ့နော်ဒီနေ့ညီကိုတို့လည်းcomment မှာဝင်ရောက်မှတ်ချက်ပေးခဲ့ကြပါဦး